ယထာလန်းကတရေမှမင်းခန့်ကကြောင်းတစ်ဖက်နဲ့အချိန်ပိုင်းလုပ်ပြီးဝင်ငွေရှာနေရတဲ့သူပါအရင်လုပ်နေတဲ့အလုပ်ကဆက်မခေါ်တော့တာမို့အလုပ်သစ်ရှာနေရပါပြီတညလုံးလိုင်းမော်ကနေအလုပ်ခေါ်စာတွေမှွေနှောက်ပြီးရှာပြီးတဲ့နောက်မှာတော့ယထာလိုက်တစ်ခုကညဆောင်ခေါ်ထားတာတွေ့လို့သူလည်းရေးထားတဲ့ဖုန်းနံပါတ်ကိုဆက်ပြီးတော့အလုပ်လျှောက်လိုက်ပါတယ်ဟယ်လိုညဆောင်ခေါ်ထားတာတွေ့လို့ပါဗျအလုပ်လေးရအောင်မလားရပါတယ်အချက်လက်လေးတွေလာဖြစ်ပြီးအလုပ်စာဆင်းလို့ရမယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျမင်းခန့်လည်းနောက်ကကြအလုပ်စာဆင်းဖို့ဘူတာအရာရှိစီသွားခဲ့ပါတယ်အရာရှိကသူ့ကိုယထာတွေဘူတာတွေအကြောင်းနားလည်အောင်တိကျရှင်းပြပေးပြီးရဲ့နောက်သူသိထားတဲ့နာတစ်ခုကိုပြောပြခဲ့တယ်အလုပ်ကြောင်ကတော့ဒါပါပဲအရင်မခတ်ဘူးမလားအေးဒါပေမဲ့ဒီလောက်လွယ်တဲ့အလုပ်မှာတော့ငါတို့ဘူတာဝန်နဲ့မမြဲဘူးကွာမင်းတရေကြောက်တက်လားဒီကယထာလမ်းမှာညဆိုတရေမှရှိရပြောကြတယ်ငါတော့ညမဆောင်ဘူးလို့မမြင်ဘူးထွက်သွားတဲ့ကောင်လေးတွေတော့ပြောကြတာပဲဘာဖြစ်ပါတရေကလူဘာမှမလုပ်နိုင်ဘူးလေဟုတ်တယ်မလားတလောက်မပြည့်ပဲထွက်သွားရင်တော့လာစားမရဘူးမို့ဖိုက်တင်တော့ကောင်းလေဟုတ်ဟိုတရေကဘလိုမျိုးတရေလဲဗျလူတွေပြောကြတာတော့တရေမားတဲ့ယူလို့တရေမားတော့မဟုတ်ဘူးခါတပိုင်းပဲပါတာတဲ့။ तू ကဒီပူတာကိုညဘက်လာသမျှလူတွေလုံခြုံရေးတွေအကုန်ပတ်ချောက်နေလို့ပြောကြတယ်။အဲ့ဒါမို့ညဆောင်ငားလိုက်တာ။အဲ့တရေမှာ6လို့ဆိုပြီးတယောက်ပြီးတယောက်ထက်သွားကြတာပဲကွာ။အရင်ကဒီပူတာမှာယထာတိုက်မှုတစ်ခုဖြစ်ခဲ့တာ။ယထာကလည်းတိရတဲ့အချိန်နဲ့လာတာလေ။အမှယထာလာတဲ့အချိန်ကောင်မလေးတယောက်လမ်းဖြတ်ကူတာဝင်တိုက်ခံလိုက်ရတယ်။မနေ့ကလူတွေလည်းမြင်တော့ကောင်မလေးအလောင်းကနှစ်ပိုင်းဖြစ်နေရတွေ့တယ်။အဲ့နောက်ပိုင်းဒီပူတာမှာပဲတရေမှာအပေါ်တပိုင်းပြက်ကြီးနဲ့ပတ်ချောက်နေရလို့နာမည်ကြီးလာပဲကွာ။ရရှိလဲမင်းခန့်ကိုပြောပြနေရင်စကားဆုံးတော့နှစ်ယောက်သားကို့အတွေးနဲ့ကိုကြက်သေးသေးနေကြပါတယ်။အဲ့ဒီနောက်တော့မင်းခန့်လည်းကင်းလဲဖို့ထွက်လာလိုက်ရပါတယ်။လူမရှိခွေးမရှိနဲ့၆ကတ်တိတ်ဆိတ်နေတဲ့ယထာလမ်းမှာအေးရောက်တဲ့ဆက်လေးရပဲအလေးမိန်ပြပြရှိလို့နေပါတယ်။မင်းခန့်ကတော့ဓမီကန်ပြီးသူ့တာဝန်ဖြစ်တဲ့ညာကင်းလဲဖို့ရှောက်လာနေရပါတယ်။သူရှောက်လာနေရင်တနေရာကျအနောက်ကနေအတန်တစ်ခုကြားလိုက်ရပါတယ်။မင်းခန့်လည်းဗာများလေးလို့လှည့်ကြည့်နေချိန်သူ့အနောက်ကနေတစုံတစ်ခုကအမြန်ဖြတ်ပြေးသွားတာကိုသူမသိလိုက်ပါဘူး။တိချာကြည့်နေတော့အတန်ကြားရစီကနေခိုးလေးတစ်ကောင်ထွက်လာခဲ့ပါတယ်။အော်အောက်ပဲရလိုက်တာကွာ။ခွေးလေးမြင်တော့မင်းခန့်လည်းစိတ်အေးသွားပြီးပြင်းပြင်းရှိရနဲ့အေးအေးဆက်တဲ့ပတ်စံထက်ကကိုလာတဘူးကိုယူတောက်လိုက်ပါတယ်။တောက်နေရင်ထားလန်းစီကနေအတန်ကြားလို့ဓမီနဲ့ထိုးကြည့်လိုက်ပါတယ်။ဒါပေမဲ့ဘာမှမတွေးခဲ့ပါဘူး။ဘာလဲကွာ။သူ့ဟိုရှာတီရှာနဲ့ယထာလန်းပေါ်ကြည့်နေတော့ခွေးလေးကခုန်ထွက်လာပြန်ပါတယ်။ဒီကောင်မင်းကတော့ကွာထိုစဉ်အနောက်ကနေအတန်ကြားလိုက်ရပြန်ပါတယ်။ဘေးကအတန်လေအဲ့လိုပြောရင်ဘေးကိုကြည့်လိုက်တော့ခါးတစ်ပိုင်းနဲ့တရေမာကြီးကသူ့နဲ့မလန်းမကမ်းမှရောက်နေပါပြီ။ဘာကြီးလဲဟိုလူပြောတဲ့တရေမာလားခွေးလိုနဲ့မသိမကွက်နဲ့မင်းခန့်လည်းခလန်းနှန်းကနေမို့မတိချာတာနဲ့ဓမီနဲ့ထိုးကကြည့်လိုက်ပါတယ်။မီးထိုးကြည့်လိုက်တော့သူမြင်နေရတာတကယ်ပဲခါးတစ်ပိုင်းတရေမာမှသိသွားခဲ့ပါတယ်။မင်းခန့်အရန်လန့်ပြီးကြည့်နေတော့တရေမာကြီးကကိုယ်တစ်ပိုင်းကြီးနဲ့လက်တွေကို6လို့သုံးပြီးမင်းခန့်စီအလင်းအမြန်ပဲပြေးလာပါတော့တယ်။အဲ့အခါကျမှမင်းခန့်လည်းဖနှောက်နဲ့တင်မှာတသားလေးကြအောင်ပြေးရပါတော့တယ်။မင်းခန့်လုံးကြုံရဲ့အခန်းထဲပြန်ဝင်ပုံပြီးရင်ဘက်ကနှလုံးပြုတ်ကျမတဲ့ဒိန်းဒိန်းဖြစ်ကမောဟိုက်လို့နေပါတယ်။အရာရှိကအေးဆေးပဲထိုင်နေရင်မေးလိုက်ပါတယ်။တရေနဲ့တွေ့လာပြီလားကောင်းလေး။ဟုတ်တယ်ကိုမင်းခန့်လည်းအရာရှိကိုသူမြင်ခဲ့သမျှပြောပြနေပါတယ်။အရာရှိကတော့မထူးဆန်းသလိုပဲနားထောင်ပြီးအေးတရေကနောက်ထားမင်းအလုပ်ချိန်မပြည့်ရင်ပတ်စံမရအောင်နော်သွားပြန်သွားလုပ်ချေမင်းခန့်လည်းတရေထက်စားဝတ်နေရေးကအရေးကြီးရမို့ခေါင်းကိုက်ဆိုင်ကြကဘူတာစီကိုပဲပြန်ထွက်လာလိုက်ရပါတယ်ခုံတန်းတစ်ခုမှဝင်ထိုင်ရင်သူ့ရဲ့တုံနေတဲ့6တွေကိုမြဲမြဲငိမ့်အောင်စိတ်ထင်းရင်းနေရပါတယ်ဘေးကိုတရေမှရှိအောင်မလားလို့ကြည့်ပေမဲ့ဘာမှတော့မရှိပါဘူးဒါပေမဲ့ရုတ်တရက်ကြီးထက်ထွက်လာမှကြောက်တာမို့ဓမီနဲ့တေးကြအောင်ရှောက်ထိုးကြည့်နေပေမဲ့တရေနဲ့တူတာမတွေ့တာမို့စိတ်ငိမ့်အောင်အေးဆက်စီပဲပတ်စံထည့်ပြီးတော့ကိုလာတဘူးထက်ယူတောက်လိုက်ပါတယ်ကိုလာဘူးကိုမောချလိုက်တော့အေးဆက်ပေါ်မှာခါးတစ်ပိုင်းတရေမကြီးကတွားကြီးဖြဲပြီးသူ့ကိုကြည့်နေတာမြင်လိုက်ရပါတယ်မင်းခန့်လည်းတုံဆင်းသွားပြီးလက်ထက်ကအေးဘူးတောင်လွတ်ကျသွားပါတယ်တရေမကြီးကလည်းဖြူဖွေးနေတဲ့တွားချွတ်ချွန်ကြီးတွေနဲ့ပါဇက်ကြီးကိုဖြဲပြီးမင်းခန့်အပေါ်ခုံအုပ်လိုက်ပါတော့တယ်တစ်ဖက်မှာအရာရှိရလဲညစနစ်ထိုးရဲ့အထိမင်းခန့်ပြန်ရောက်မလာသေးလို့သူကိုယ်တိုင်ပဲထလာပြီးထွက်ရှာနေပါတယ်။ရှောက်လာနေရင်လမ်းမှာမင်းခန့်ရဲ့အုတ်ထုပ်လေးကိုတွေ့လိုက်ပါတယ်
ထွက်သွားပြန်ပြီနောက်တစ်ယောက်စိတ်ညစ်ပါတယ်ဝန်ထမ်းတယောက်ရတိုင်းတမလုံးပဲထွက်သွားနေကြတယ်မင်းခန့်တယောက်တရေမလက်ချက်နဲ့တရေမလိုပဲခါတပိုင်းပြက်ကလမ်းမှာလဲကျသေးဆုံးနေပါပြီအရာရှိပြောတယ်ဝန်ထမ်းတွေထွက်သွားကြတယ်ဆိုတာကလည်းတေဆုံးကအပြီးထွက်သွားကြတာကိုပြောတာဖြစ်လို့နေပါတယ်